ပြန်ကြားရေးဝန်ကြီးဌာနနဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနတို့ကြီးမှုပြီးမြန်မာပုံရိပ်ဖော်ညွှန်းရေးဖွဲ့ MNTT နဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ပူးပေါင်းကျင်းပတဲ့ငရင်ဘေးအလွန်မြန်မာစီးပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကိုဒီကနေ့မှာနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပပါတယ်။ရှေးဦးစွာပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်ကငရင်တန်ကူညီကယ်ဆယ်ရေးအတွက်နိုင်ငံများပြကကူညီကယ်ဆယ်ရေးဖွဲ့များမြန်မာနိုင်ငံကိုရောက်ရှိကြပြီးမြန်မာပြည်သူများနဲ့မြန်မာရှင်မြေကိုတိုက်ရိုက်ထိတွေ့ခွင့်ရရှိရမှာသက်ဆိုင်ရာနိုင်ငံတည်တည်ကိုပြန်ရောက်ကြတဲ့ချိန်မြန်မာစည်ရင်မြန်မာရှုခင်းနဲ့ပတ်သက်တဲ့သတင်းစကားများတည်ဆောင်သွားခဲ့ပါကြောင်းမြန်မာကမ္ဘာအခြေအနေများလည်းပြောင်းလဲလျက်ရှိရမှာမြန်မာနိုင်ငံပေါ်တစ်ဖက်သက်အမြင်နဲ့သဘောထားအမြင်များလည်းပြောင်းလဲလာနေတာကိုတွေ့ရပါကြောင်းရင်းမှာမိမိတို့အတွက်အရှုံးတွေကအမျက်လို့ပင်ဆိုရမှာဖြစ်ကြောင်းညီတို့ပင်ဖြစ်စေမြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့စီးလုံးညီညွတ်မှုနဲ့မြန်မာစံတန်ဖိုးများကိုဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီးငရင်တန်သင့်ဒေသများပြန်လည်ထူထောင်ရေးမှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးထိအားသွန်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်းငရင်ဘေးလွန်ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရမှာနီပေါနိုင်ငံမှာလည်း2015ခုနှစ်ဧပြီလ15ရက်မှာပြင်းအား 9.6 Richter scale အဆင့်ရှိငရင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါကြောင်းအဲဒီငရင်ကြီးကြောင့်ပြည်သူ8990သေဆုံးခဲ့ပြီး22,300ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင်ပုဂ္ဂလိကနေအိမ်မှာ4,98,852 လုံးနဲ့အစိုးရစောက်ပေါင်း2,656 လုံးပျက်စီးခဲ့တယ်လို့အစီရင်ခံစာထုတ်ပြန်ကြေညာရာသိရှိခဲ့ရပါကြောင်းငရင်အလွန်ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရမှာပြည်သူလူထုနဲ့အတိုက်အွန်ရဲ့စွမ်းဆောင်ရည်မြန်မာရေးလူမှုသဟဇာတဖြစ်မှုမြင့်တင်ရေးတဘာဝပတ်ဝန်းကျင်ခန္ဓာရည်ရှိမှုမြန်မာရေးကုန်ထုတ်လုပ်မှုကဏ္ဍပြန်လည်တည်ဆောက်ရေးပြည်သူများရဲ့လူမှုဘဝနဲ့စီးပွားရေးခွင့်လန်းများမူလအနေအထားတိုင်းပြန်လည်ရောက်ရှိစေရေးစသည်ကိုပြန်လည်ထူထောင်ရေးမဟာဗျူဟာမျှော်မှန်းချက်ဖြင့်ချမှတ်ဆောင်ရွက်ခဲ့တာကိုတွေ့ရှိရပါကြောင်းဂျပန်နိုင်ငံဟာလည်းစစ်ပီနျူကလ িয়ার ဘုံးတံနဲ့ဆူနာမီငရင်တန်စသည်တို့ကိုကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်းသို့သောဂျပန်ပြည်သူများရဲ့မခံခြင်းစိတ်စ조사ခြင်းစိတ်နဲ့ပြည်သူပြည်သားအလုံးတစိမ့်တဝမ်းနဲ့ရုန်းကန်ချီတက်ခဲ့ကြတဲ့အတွက်ဒီကနေ့ဂျပန်နိုင်ငံဟာကမ္ဘာအလယ်မှာထေဝါစွာရပ်တည်နိုင်ခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါကြောင်းဒီကနေ့မြန်မာနိုင်ငံဟာလည်းမန္တလေးငရင်ကြီးတန်းကြောင့်အခက်အခဲပေါင်းများစွာကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေရတော့လေဆက်ဆက်အခွင့်အလမ်းကောင်းများကိုဖန်တီးစောက်ကင်နိုင်မယ်ဆိုပါကမူလချိန်တွေထက်ပုံမူကောင်းမွန်တဲ့အခြေအနေများကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါကြောင်းအင်အားပြင်းငရင်ကြီးရဲ့တန်းကိုကြမ်းကြမ်းခံခဲ့သလိုငရင်အလွန်မြမစီဝါရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းဆောင်ရွက်ရမှာလဲနိုင်ငံတော်ရဲ့ဥဆောင်မှုအောက်မှာနိုင်ငံသားတဦးတယောက်ချင်းရဲ့စွမ်းအားနိုင်ငံသားအလုံးရဲ့စုပေါင်းစွမ်းအားများနဲ့အတူရည်မှန်းချက်ရောက်တဲ့အထိမမိတ်မတုံရှောင်လန်းနိုင်မယ်လို့ယုံကြည်ပါကြောင်းပြောကြားပါတယ်အိမ်နောက်စီဝိုင်းနဲ့ကုသရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးထွန်းအောင်ကမိမိတို့ဝန်ကြီးဌာနအနေနဲ့ငရင်ပေးတံကြောင့်ထိခိုက်ပျက်စီးမှုများကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့အညီရှာဖွေကယ်ဆယ်ရေးနဲ့အရေးပေါ်အကူအညီများထောက်ပံ့ရေးအဆင့်ရှေးဦးပြန်လည်ထူထောင်ရေးအတွက်ပံ့ပိုးခြင်းအဆင့်နဲ့ယခုစီးပွားရေးပြန်လည်တည်ဆောက်ရေးအဆင့်ဆိုပြီးအဆင့်တိုင်းမှာပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်းပြည်အောင်စုနယ်မြေနေပြီးတော့စကိုင်းမြို့မန္တလေးမြို့တို့အတွင်းငရင်ဘေးသင့်ဝန်ထမ်းများနဲ့ပြည်သူများအားစားတောက်ကုန်ပစ္စည်းများကိုနေ့စဉ်ရောင်းချပေးလျက်ရှိပါကြောင်းငရင်ဘေးသင့်ပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်အတွက်နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးမှလိုအပ်တဲ့တန်တဲ့တမဏိပစ္စည်းများစောက်လိုရေးသုံးပစ္စည်းများဆက်နဲ့ဆက်ပစ္စည်းများကုန်ချမ်းပစ္စည်းများသွင်းကုန်လိုင်စင်များခွင့်ပြုပေးလျက်ရှိပြီးပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးကိစ္စများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း
ငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့ဆောင်းများပြန်လည်တိဆောက်ရမှာအရေးသေးပြည့်မီပြီးကုန်ကျစရိတ်များတက်တာစေရေးကိုရွေးပြီးတန်မဏိဘီလက်မြင့်နှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချပေးခြင်းကိုနေပြည်တော်ဩဘာရာတန်နေစေတော်အနည်းရှိတပေါင်းခွဲမှာ2025ခုနှစ်မေလ12ရက်မှ18ရက်ထိနေ့စဉ်ရောင်းချပေးခဲ့ပါကြောင်းဈေးရောင်းပွဲမှာရောင်းချခဲ့တဲ့စုစုပေါင်းတန်မိုးငွေကျပ်45,085 တန်ဖြစ်ပါကြောင်းပြီးခဲ့တဲ့2024-2025 ဘဏ္ဍာနှစ်မှာပို့ကုန်အမေရိကန်ဒေါ်လာ14.8 ဘီလီယံသွင်းကုန်အမေရိကန်ဒေါ်လာ12.4 ဘီလီယံကုန်သွယ်မှုအမေရိကန်ဒေါ်လာ29.2 ဘီလီယံဆောင်ရွက်ခဲ့ပါကြောင်းကုန်သွယ်မှုကိုလည်းကြီးမားစွာအဟန့်တားဖြစ်စေတဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းကိုလည်းဆောင်ရွက်လျက်ရှိတာကြောင့်ပုဂ္ဂလိကလုပ်ငန်းရှင်များကတရားမဝင်ကုန်သွယ်မှုမရှိစေအတွက်ပူးပေါင်းဆောင်ရွက်ကြပါရန်မြေတားရက်ခံတင်ပြပါကြောင်းယခု2025-2026 ဘဏ္ဍာနှစ်မှာပို့ကုန်နှစ်ဆတိုးမြင့်ရန်ရထားဆောင်ရွက်လျက်ရှိပါကြောင်းပို့ကုန်နှစ်ဆတိုးမြင့်တင်ပို့နိုင်အတွက်အစိုးရကဏ္ဍပုဂ္ဂလိကကဏ္ဍမှဝိုင်းဝန်းစ조사ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်းဒါအပြင်ငရင်ဘေးတင်ဒေသများရှိပြည်내ထူထောင်ရေးအတွက်အဓိကအထောက်အကူပြုနိုင်တဲ့အင်အားများဖြစ်တဲ့ MSME လုပ်ငန်းများနဲ့စောက်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်းများပြည်ထောင်စုနယ်မြေနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တို့မှာလုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်တဲ့တည်ဆောက်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားပါတယ်။အိမ်နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဝင်းဝင်းကကုန်သည်စက်မှုအသင်းချုပ်အနေနဲ့လည်းအင်အားပြင်းငရင်လှုပ်ခတ်မှုကြောင့်ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ဒေသများသို့ပုဂ္ဂလိကကဏ္ဍကိုစားပြုပြီးလိုအပ်တဲ့ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန်အတွက် UMFCCI Earthquake Relief and Rehabilitation Task Force ကိုမလ29ရက်မှာဖွဲ့စည်းခဲ့ပြီးကနဦးကယ်ဆယ်ရေးရန်ပုံငွေကျပ်3,200ထူထောင်ကထောက်ပံ့ရေးပစ္စည်းများကိုလိုအပ်တဲ့ဒေသများသို့ကိုယ်တိုင်ကိုယ်ကျတွားရောက်လှူဒါန်းခြင်းဖြင့်နိုင်ငံတကာမိတ်ဖက်ကုန်သည်တင်ဖွဲ့များနဲ့ပါချိတ်ဆက်ပြီးကူညီပံ့ပိုးပေးနိုင်ရန်ဆောင်ရွက်ခဲ့ပါကြောင်းပြီးခဲ့တဲ့တဘာဝကပ်ပေးအတွေ့အကြုံများအရအဆိုးဆုံးရင်ဆိုင်ခဲ့ရပြီးစိန်ခေါ်မှုများလည်းရှိခဲ့တဲ့ကြားမှာအကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့်ဇီဝရေးကိုအမြန်ဆုံးကုစားနိုင်ခဲ့တဲ့သင်ခန်းစာများရှိပါကြောင်းယခုဖိုရမ်မှာထွက်ပေါ်လာမယ့်ရလဒ်များနဲ့အတူအစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုမှတဆင့်အစိုးရပုဂ္ဂလိကပြည်သူပူးပေါင်းအကောင့်ထဲပေါ်တဲ့ဘေးအလွန်ကာလပြန်လည်ထူထောင်ရေးစီမံကိန်းနဲ့စုဖွဲ့မှုများဖြစ်ထွန်းလာတဲ့အထိဆောင်ရွက်သွားရမှာဖြစ်တာကိုထပ်လောင်းပြောကြားလိုပါကြောင်းပုဂ္ဂလိကကဏ္ဍအနေနဲ့လိုအပ်တဲ့အပိုင်းကဏ္ဍမှာတက်ဆွမ်းသရွေ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်ဆက်လက်ပြီးမြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုကငရင်ဘေးလွန်မြမစီဝါရေးပြည်내ထူထောင်ရမှာဆောင်ရွက်တဲ့အဓိကလုပ်ငန်းစဉ်တချို့ကိုဆွေးနွေးတင်ပြရမှာပျက်စီးသွားတဲ့ခြေခံဆောင်များကိုချက်ချင်းပြည်내တိဆောက်ရန်ထိခိုက်သွားတဲ့လူမှုဘဝတွေကိုပြည်내တိဆောက်ပေးရန်ငွေကြေးနဲ့စီဝါရေးတည်ငြိမ်ရန်လှုံ့ဆော်ရန်မဟာဗျူဟာမြောက်စီဝါရေးစီမံကိန်းစီစဉ်များပြည်내သုံးဆက်ရေးသွဲပေးရန်ပုံမူကောင်းမွန်အောင်တိဆောက်ခြင်းအခြေခံသဘောတရား BBB Principle ကိုကင်ဆွဲရန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမြင့်တင်နိုင်မဲ့မဟာဗျူဟာများချင်းကပ်မှုအသင်းများကိုကြံစဆောင်ရွက်ရန်နဲ့ငရင်ကဲ့သို့သောတဘာဝပေးထိခိုက်မှုအနည်းဆုံးဖြစ်တဲ့စီးပွားရေးလုပ်ငန်းများကိုအားပေးမြင့်တင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်းပြောကြားပါရယ်အိမ်နောက်သုံးသက်ဆွေးနွေးပွဲစီစဉ်များကိုစတင်ကျင်းပရာမန္တလေးငရင်ကြီးရဲ့စီးပွားရေးပေါ်ရိုက်ခတ်မှုများခေါင်းစဉ်နဲ့၎င်းစီးပွားရေးပြန်လည်ထူထောင်ခြင်းအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများခေါင်းစဉ်နဲ့၎င်းစီးပွားရေးကုစားခြင်းအတွက်စုပေါင်းအပြေရှားခြင်းခေါင်းစဉ်နဲ့၎င်းကဏ္ဍ3ရပ်ခွဲပြီးဆွေးနွေးကြပါတယ်မန္တလေးငရင်ကြီးရဲ့စီးပွားရေးအပေါ်ရိုက်ခတ်မှုများခေါင်းစဉ်နဲ့ဆွေးနွေးရမှာဆွေးနွေးပွဲသဘာပတိဖြစ်မြမပုံရိပ်ဖော်ညွှန်းရေးဖွဲ့မှ
ဒါရိုက်တာဒေါက်တာခင်မောင်လင်းကဆောင်ရွက်ပြီးပြည်အောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်မြန်မာနိုင်ငံကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းအလုံးမှုဆောင်ဒေါက်တာအောင်မြတ်လွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခိုင်ခိုင်လွင်နဲ့မန္တလေးကုန်သည်ကြီးများနဲ့စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးတင်လက်တို့ပါဝင်ဆွေးနွေးကြပါတယ်။အဲဒီလိုဆွေးနွေးရမှာငရင်ပေးကြောင်းထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့လေယာတန်းကားကဏ္ဍအတွက်ကုန်ကျန်းများအဆင့်ပြေလွယ်ကူစွာရရှိစေရေးစီရွက်သီးနှံပြောင်းသီးနှံများအတွက်မျိုးကောင်းမျိုးတန်များနဲ့အထောက်ပံ့များရရှိရေးဝိမြေကဏ္ဍမှာငရင်ကြောင့်ထိခိုက်ပျက်စီးမှုများအတွက်ပြန်လည်ဆောင်ရွက်ရမှာတရိတ်ဆန်အစာထုတ်လုပ်မှုခွင့်ဆက်တစ်လျှောက်စနစ်တကျပံ့ပိုးဆောင်ရွက်နိုင်ရေးငရင်ဖြစ်ပေါ်ပြီးနောက်အစိုးရအနေနဲ့ဆောင်ရွက်ရမယ့်ကဏ္ဍပုဂ္ဂလိကအနေနဲ့ဆောင်ရွက်ရမယ့်ကဏ္ဍအစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရမယ့်ကဏ္ဍစသဖြင့်ကဏ္ဍလိုက်စနစ်တကျဆောင်ရွက်သွားရေး Enable Environment ဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်ရေး MSME လုပ်ငန်းများပြန်လည်ထူထောင်ရေးငရင်ကြောင့်စက်ရုံအလုပ်ရုံများထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တာကြောင့်အလုပ်လက်မဲ့လုပ်သားများအတွက်အလုပ်ကိုင်ခွင့်လန်းဖော်ဆောင်ပေးရေးနိုင်ငံတော်အနေနဲ့ယင်းနှိမ့်မြှုပ်နှံမှုလုပ်ငန်းများပုံမဆောင်ရွက်နိုင်ရန်လုပ်ငန်းရှင်များအတွက်တင်တဲ့မြေစင်းလုံးနဲ့လုပ်ကိုင်ဆောင်ရွက်သွားမယ့်အစီအစဉ်များဆောင်ရွက်ပေးနိုင်ရေးမြင့်တင်ဆောင်ရွက်ရမှာတရားဝင်ကုန်သွယ်မှုလုပ်ငန်းများကိုရှင်းပြဆောင်ရွက်ရမှာတရားဝင်ကုန်သွယ်မှုပပျောက်စေရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ရေးနဲ့ဆက်လင်းပြီးအသေးစိတ်ဆွေးနွေးကြပါတယ်။အိမ်နောက်ဇီဝရေးပြန်လည်ထူထောင်ခြင်းအတွက်စိန်ခေါ်မှုများနဲ့ခွင့်လန်းများခေါင်းစဉ်နဲ့ဆွေးနွေးရမှာတဘာပတိဖြစ်မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မှဒါရိုက်တာဒေါက်တာနိုင်ဆွေဦးကဆောင်ရွက်ပြီးဇီဝရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမင်းမင်းမြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်ကိုကိုမြန်မာနိုင်ငံအာမခံအသင်းဒုတိယဥက္ကဋ္ဌဒေါ်မာလာညွန့်နဲ့မြန်မာနိုင်ငံမြေငယ်ရင်ကော်မတီဒုတိယဥက္ကဋ္ဌဦးစောထွေးစော်တို့ပါဝင်ဆွေးနွေးကြပါတယ်။အဲဒီလိုဆွေးနွေးရမှာတဘာဝဘေးနဲ့ဆက်လင်းပြီးနိုင်ငံတကာမှာစနစ်တကျကင်တွယ်ဖြည့်ရှင်းနိုင်ခဲ့မှုများကိုလေ့လာပြီးမိမိတို့နိုင်ငံမှာပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးငရင်နဲ့ပတ်သက်တဲ့အာမခံဝန်ဆောင်မှုထားရှိရေးအာမခံထားရှိခြင်းဖြင့်ရရှိတဲ့အကျိုးကျေးဇူးများကိုပြည်သူများအားအသိပညာပေးဆောင်ရွက်သွားနိုင်ရေးငရင်ပေးလွန်ဇီဝရေးပြန်လည်ထူထောင်ရမှာနိုင်ငံတော်မှမူဝါဒများဖြေလျှော့ပေးခဲ့မှုငရင်ပေးကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ဆောင်းများကိုစံချိန်စံညွှန်းနဲ့အညီပြန်လည်တည်ဆောက်နိုင်ရေးချင်းငွေရရှိဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာကျွမ်းကျင်လုပ်သားများဖြင့်သာလုပ်ငန်းများဆောင်ရွက်ရေးတို့နဲ့ဆက်လင်းပြီးဆွေးနွေးကြပါတယ်။ဆက်လက်ပြီးဇီဝရေးကုစားခြင်းအတွက်စုပေါင်းအပြေရှာခြင်းကောင်းစဉ်နဲ့ဆွေးနွေးရာတဘာပတိဖြစ်မြမပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မှဒါရိုက်တာကျော်လင်းဦးကဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သက်သက်ဆွေစီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနမှညွှန်ကြားမှုချုပ်ဒေါ်သွေးသွေးချေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့အကြံပေးဖွဲ့ဝင်ဒေါက်တာရင်ရင်လွင်နဲ့ပြည်အောင်စုဝန်ကြီးငယ်ဦးအောင်နိုင်ဦးတို့ကပါဝင်ဆွေးနွေးကြပါတယ်။အဲဒီလိုဆွေးနွေးရမှာငရင်ကာလအလွန်ငွေကြေးမူဝါဒနဲ့နိုင်ငံ GDP ထိခိုက်မှုအခြေအနေပြန်လည်သုံးသပ်နိုင်ရေးနိုင်ငံစီးပွားရေးတိုးတက်မှုလျင်မြန်စွာရရှိနိုင်တဲ့ကဏ္ဍများကိုအားပေးမြင့်တင်ဆောင်ရွက်ရေးငရင်ပေးကြောင့်ကဏ္ဍလိုက်ဆုံးရှုံးမှုတန်ဖိုးများကိုစည်ရင်းကောက်ယူခဲ့မှုနဲ့ပြန်လည်ကုစားရေးပြန်လည်ထူထောင်ရေးအတွက်အရေးပေါ်ရန်ပုံငွေရတာဆောင်ရွက်မှုဝန်ကြီးဌာနများအနေနဲ့လုပ်ငန်းများဆောင်ရွက်ရမှာရလက်ကိုအခြေခံတဲ့လုပ်ငန်းအကောင့်ထည့်ပေါ်ခြင်းမျိုးပိုမိုအလေးပေးဆောင်ရွက်နိုင်ရေးအစိုးရကဏ္ဍမှလုပ်ငန်းရှင်များအတွက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စွမ်းတိုးတက်လာစေမဲ့မူဝါဒပိုင်းဆိုင်ရာအထောက်ပံ့များရေးဆွဲချမှတ်နိုင်ရေးဘဏ္ဍာငွေကြေးစိုက်ထုတ်သုံးစွဲသလောက်အကျိုးရှိထိရောက်ရန် Economic Recovery Plan စနစ်တကျရေးဆွဲဆောင်ရွက်နိုင်ရေးတဘာဝဘေးနဲ့ဆက်လင်းတဲ့ Education Management Information System တွင်ကျလာစေရေးတည်ရှိနေတဲ့အရင်းမြစ်တွေကိုလိုအပ်ချက်လိုက်ထိရောက်အကျိုးရှိစေရန်အသုံးချနိုင်ရေးနဲ့ဆက်လင်းပြီးအသေးစိတ်ဆွေးနွေးကြပါတယ်။
အဲ့လိုခေါင်းစဉ်အလိုက်ဆွေးနွေးသုံးသပ်ချက်များနဲ့ဆက်လင်းပြီးဆွေးနွေးပွဲတက်ရောက်လာကြတဲ့နိုင်ငံတကာမှလေ့လာသုံးသပ်သူများနိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ MSME လုပ်ငန်းရှင်များပြည်တွင်းနိုင်ငံရေးသုတေသီများမြန်မာနိုင်ငံအရေးစိတ်ဝင်စားကြသူများတက်ရောက်လာကြသူများကသိရှိလိုတာများမေးမြန်းဆွေးနွေးကြရာဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးသူပညာရှင်များကပြန်လည်ရှင်းလင်းဖြေကြားကြပါတယ်ဒီကနေ့ဆွေးနွေးပွဲမှာရရှိလာတဲ့ဆွေးနွေးချက်တွေကိုစုစည်းပြီးစကားဝိုင်းဆွေးနွေးခြင်းစီစဉ်ကိုမေလ31ရက်နေ့မှာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး2ရက်တာဆွေးနွေးမြမှာတဆင့်အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကိုဖော်ထုတ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။